ဒီနေ့တော့ group by function ရဲ့အသုံးပြုတဲ့ပုံစံလေးကိုရှင်းပြပါမယ်။ group by function က Microsoft Excel 365 version မှာပဲအသုံးပြုလို့ရနိုင်ပါတယ်။ group by function ကိုအသုံးပြုပြီးတော့မှ summary table တစ်ခုကိုမြန်မြန်ဆန်ဆန်တည်ဆောက်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူက value တွေကိုအုပ်စုဖွဲ့ပြီးတော့မှတွက်ချက်မှုတွေကိုပြုလုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ပါ။အဲ့တော့ example data လေးမှာတစ်ချက်ကြည့်ပါမယ်။ဒီမှာဆိုလို့ရှိရင် column A ကနေ column F အထိမှာ data တွေရှိနေပါတယ်။ date ရှိမယ်၊ရက်စွဲရှိမယ်၊နောက် region ရှိမယ်၊ပြီးတော့ product ရှိမယ်၊customer ID ရှိမယ်။ပြီးပြီဆိုလို့ရှိရင်သူရောင်းလိုက်ရတဲ့ unit အရေအတွက်ရှိမယ်။ပြီးတော့ price ရှိမယ်ပေါ့နော်။ဈေးနှုန်းရှိမယ်။အဲ့တော့ဒီ data လေးရှိနေပါတယ်။ဒီ data သည် record 50ရှိပါတယ်။ row number 51အထိရှိတယ်။အဲ့တော့ record 50ရှိတယ်။အဲ့တော့ဒီ record 50တွေကနေမှ data လေးကို summarize လုပ်ချင်တယ်။ဘယ်လို summarize လုပ်ချင်လဲဆိုတော့ဒီ column J နဲ့ K မှာပြထားတဲ့ပုံစံအတိုင်းလေးပဲ product align ဒီမှာဆိုလို့ရှိရင် product က3ခုရှိတာဖြစ်တယ်။ ABC ဆိုပြီး3ခုရှိတာဖြစ်တယ်။အဲ့တော့ product တစ်ခုချင်းစီ align unit ဘယ်နှခုရောင်းရလဲဆိုတာလေးကို summary ထုတ်ချင်တယ်။ဒီလို summary table လေးထုတ်ချင်တယ်ပေါ့နော်။အဲ့တော့ပုံမှန်ဆိုရင်ဒီလိုမျိုး summary table လေးလိုချင်တယ်ဆိုရင် pivot table ကိုအသုံးပြုပြီးတော့လည်း summary table လုပ်လို့ရပါတယ်။ဒါပေမဲ့ဒီ365 version မှာဆိုရင် group by ဆိုတဲ့ function လေးပါလာတယ်။အဲ့ဒီအတွက် pivot table သုံးစရာမလိုဘဲနဲ့ function လေးကိုအသုံးပြုပြီးတော့မှ formula လေးရေးပြီးတော့မှ summary table လေးအခုလိုပုံစံအတိုင်းဆွဲထုတ်လို့ရပါတယ်။အဲ့တော့ဒါဆိုရင် group by လေးသုံးကြည့်ပါမယ်။ group by လေးသုံးဖို့အတွက်ကို summary table လေးလိုချင်တဲ့ဆဲခွက်မှာ formula လေးကိုရေးမှာဖြစ်ပါတယ်။အဲ့တော့ညီမျှခြင်း group by group by function အတွက်သူ့ရဲ့လိုတဲ့ argument လေးတွေကိုဖြည့်ပေးရမှာဖြစ်တယ်။ပထမဆုံး first argument ကတော့ row fee ဖြစ်ပါတယ်။အဲ့တော့ row fee ကဘာကို selection ပေးရမှာလဲဆိုတော့ကိုကဘယ် column ကို group လုပ်ချင်တာလဲ။အဲ့တော့စောနက table ပုံစံအတိုင်းဆိုလို့ရှိရင် product တွေကို group လုပ်ချင်တာဖြစ်ပါတယ်။အဲ့တော့ product A, product B, product C ဆိုပြီးတော့ product column မှာရှိနေတဲ့ product တွေကိုအစုဖွဲ့ချင်တာဖြစ်တယ်။အဲ့တော့ကို group လုပ်ချင်တဲ့ column ရဲ့ cell range ကို first argument မှာထည့်ပေးရမှာဖြစ်ပါတယ်။အဲ့အတွက် product column ဒီ C column မှာရှိပါတယ်။အဲ့တော့သူရှိမဲ့ cell range C1 to C51 ဆိုပြီးတော့ဒီလိုမျိုးလေးထည့်လိုက်ပါမယ်။အဲ့တော့ C1 ဆိုတော့ product ဆိုတဲ့ column header လေးပါအပါထည့်လိုက်တာဖြစ်ပါတယ်။ဒါက first argument second argument ကတော့ value ပါ second argument ကကြတော့သူဒီဘယ် column ကိုထည့်ပေးရမှာလဲဆိုတော့ကိုကဘာ data ကို summarize လုပ်ချင်တာလဲကို summarize လုပ်ချင်တဲ့ data ရှိနေတဲ့ column ရဲ့ cell range ကိုထည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် product တွေကို group လုပ်မယ် product တွေကို group လုပ်ပြီးလို့ရှိရင် summary လုပ်ချင်တာက unit source ဆိုတဲ့ data တွေကို summarize လုပ်ချင်တာဖြစ်တယ်အဲ့တော့ unit source ဒီ column E မှာရှိပါတယ် E column ရဲ့ cell range ကိုအခုလိုပုံစံအတိုင်း E1 to E51 ဆိုပြီးတော့ define လုပ်လိုက်ပါမယ်ဒါဆို second argument ပြီးပါပြီthird argument ကတော့ function ပါအဲ့တော့ third argument ကကြတော့ကို aggregate လုပ်ချင်တဲ့ function ကိုရွေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကို aggregate လုပ်ချင်တာက summation ကိုလုပ်ချင်တာဖြစ်ပါတယ်အဲ့ဒီအတွက် sum ဆိုတဲ့ function လေးကိုဒီမှာရွေးချယ်ပေးရမယ်ဒီ list ထဲမှာရှိနေတဲ့ function တွေကိုရွေးပြီးတော့အလုပ်လုပ်လို့ရပါတယ်အခုကတော့ summation လုပ်မှာဖြစ်တဲ့အတွက် sum ကိုရွေးလိုက်ပါမယ်ပြီးရင်နောက်တစ်ခုကတော့ fee header ဆိုတဲ့ argument မှာ fee header argument ကသူက bracket လေးနဲ့ရေးထားတာဖြစ်တဲ့အတွက် optional ဖြစ်ပါတယ်အကယ်၍မထည့်ဘူးဆိုရင်သူဒီ default value တွေကိုသုံးပြီးတော့အလုပ်လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ fee header argument လေးကိုကြည့်ကြည့်မယ်fee header argument တွေမှာဆိုရင်ရွေးလို့ရတဲ့ value ၄မျိုးရှိပါတယ်0ကနေ3အထိ၄မျိုးရှိတယ်0ဆိုရင်တော့ no ပါအဲ့တော့0ကိုဘယ်လိုအချိန်မှာအသုံးပြုမလဲဆိုတော့အရှိက first နဲ့ second argument မှာ selection ပေးခဲ့တဲ့ cell range တွေထဲမှာ fee header မပါခဲ့ဘူးဆိုလို့ရှိရင်0ကိုရွေးပေးရမှာဖြစ်ပါတယ်အကယ်၍များဒီမှာ C1 နဲ့ E1 ကို define မလုပ်ခဲ့ဘူးဆိုရင်0ကိုရွေးရမှာဖြစ်တယ်နောက်1ကကြတော့ဒီ first argument and second argument မှာ fee header define လုပ်ခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့ summary table မှာအဲ့ဒီ fee header တွေမပြချင်ဘူးဆိုရင်1ကိုရွေးရမှာဖြစ်တယ်2ကကြတော့
ကိုကဒီ fee header တွေကို define မလုပ်ခဲ့ဘူးဒါပေမဲ့လို့အခု summary table မှာတော့ဒီ fee header တွေပြချင်တယ်ဆိုရင်2ကိုရွေးရမှာဖြစ်တယ်နောက်ဆုံးတစ်ခု3ကကြတော့ fee header တွေကိုလည်း define လုပ်ခဲ့တယ်ပြီးတော့ summary table မှာလည်းဒါကိုပြချင်ပါတယ်ဆိုရင်3ကိုရွေးရမှာဖြစ်ပါတယ်အဲ့တော့အခု3ကိုရွေးလိုက်ပါမယ်ဒါက fee header အတွက်ပါနောက် argument ကတော့ total depth က total depth ကကြတော့ကိုယ့်ရဲ့ summary table ထဲမှာ total ကိုသိချင်တယ်ဆိုလို့ရှိရင်ဒီ1ဖြစ်တဲ့ grand total ကိုရွေးပြရမှာဖြစ်တယ်0ကကြတော့ no total ဒါဆိုရင်ကိုယ့် summary table မှာ total line ကိုပြပေးမှာမဟုတ်ဘူးနောက်တစ်ခုကတော့2ဆိုလို့ရှိရင်သူဒီ grand total လည်းပြပေးမယ် sub total လည်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ sub total ကတော့ multiple column တွေကို grouping လုပ်တဲ့အခါကျရင်เนาะ sub total ကိုမြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုက -1 ဆိုလို့ရှိရင်သူဒီ grand total ကိုအပေါ်မှာပြပေးမှာဖြစ်တယ်-2 ဆိုလို့ရှိရင်เนาะ grand total ရော sub total ရောနှစ်ခုလုံးကိုသူဒီအပေါ်မှာအရင်ဦးဆုံးပြပေးမှာဖြစ်ပါတယ်အဲ့တော့အခုကိုယ့်ရဲ့ summary table ထဲမှာ grand total ပြချင်တယ်ဆိုရင်1ဆိုတာကိုရွေးလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်တော့အနောက်မှာ sort order တို့ filter array တို့ field relationship တို့ဆိုပြီးတော့ argument 3ခုရှိပါတယ်အဲ့ဒီ argument 3ခုကိုအခု example မှာခဏလေးခြံထားခဲ့ပါမယ်အဲ့တော့ formula လေးကိုအခုလိုပုံစံအတိုင်းလေးရေးပြီးတော့ enter ခေါက်လိုက်ပါမယ်ဒါဆိုလို့ရှိရင် product 3ခုရဲ့သူ့ရဲ့သက်ဆိုင်ရာ unit ဆိုးတွေကို sum လုပ်ပြီးတော့မှအခုလို summary table လေးကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ total line လေးတွေ့ရလိမ့်မယ် total ဆိုလို့ရှိရင်468ဆိုပြီးတော့သူ့ရဲ့ grand total လေးဒီမှာပြပေးထားပါတယ်အဲ့တော့ဒီလိုပုံစံအတိုင်းလေးအလုပ်လုပ်သွားတာဖြစ်တယ်အဲ့တော့ဒီမှာ sort order ဆိုတဲ့ argument လေးကိုပြပါမယ်အခုဆိုလို့ရှိရင် sort order ဆိုတဲ့ argument လေးကိုမသုံးထားခင်မှာဒီ product column မှာရှိနေတဲ့ product 3ခုကိုသူက default အနေနဲ့ ascending ပုံစံနဲ့သူပြပြီးတော့အခုလိုမျိုးလေး summary table လေးထုတ်ပေးထားတယ်အကယ်၍ကိုက sort order argument လေးကိုသုံးမယ်ဆိုရင်ဒီမှာဆိုရင်အနောက်မှာ sort order argument ရှိရဲအဲ့တော့ sort order argument တွေမှာအခုရှိနေတဲ့ product column ကိုကဒီပုံစံ ascending ပုံစံမသုံးချင်ဘူးပေါ့နော် default ဆိုရင်တော့ ascending ဖြစ်နေမှာဖြစ်တယ်အဲ့တော့ ascending မဟုတ်ဘဲနဲ့ descending ပုံစံနဲ့သွားချင်တယ်ကြီးစင်ငယ်လိုက်ပြချင်တယ် product C အရင်လာမယ်ပြီးတော့မှ B A ဆိုပြီးသွားချင်တယ်ဒါဆိုဒီလိုပုံစံတိုင်းလေးပြချင်တယ်ဆိုရင် sort order မှာ descending အဖြစ်ပြောင်းဖို့ဆိုရင်ဘယ်လိုသုံးပေးရမလဲဆိုတော့ -1 ဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့1ဆိုတာကကြတော့ column ရဲ့နံပါတ်ကိုကိုးစားပြုပါတယ်အခုဆိုရင် group by လောက်ထားတာဒီတစ် column ပဲရှိပါတယ် product ဆိုတဲ့ column တစ် column ပဲရှိတာဖြစ်တဲ့အတွက်သူ့ကို1လို့သုံးပေးရမှာဖြစ်ပါတယ်အကယ်၍များ positive 1ဆိုလို့ရှိရင်သူက ascending စီပေးမှာဖြစ်တယ်ဒီ product column ကို negative 1ဆိုလို့ရှိရင်တော့သူဒီ product column ကို descending စီပေးမှာဖြစ်ပါတယ်အဲ့တော့ enter ခေါက်ကြည့်မယ်ဒါဆိုရင် product CBA ဆိုပြီးတော့ product column ကိုသူကကြီးစိန်ငယ်လိုက်စီပေးသွားမှာဖြစ်တယ်အကယ်၍များအဲ့ဒီနေရာမှာ positive 1ဆိုလို့ရှိရင် ABC ဆိုပြီးတော့ default ပုံစံအတိုင်း ascending လေးစီပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါက sort order လောက်သွားတဲ့ပုံစံလေးပါဒါဒီ unit ဆိုကိုမှ summarize လုပ်တာပါအဲ့တော့နောက်တစ်ခုကကြတော့ unit priceနောက်ထပ် summary table လေးတစ်ခုဆွဲထုတ်ကြည့်ပါမယ်ဒီတစ်ခါတော့ summary table က unit price ကိုအလုပ်လုပ်ကြည့်မယ်အဲ့တော့ unit price ကိုဒီပုံစံအတိုင်းပဲ product 3ခုအတွက်သူ့ရဲ့သက်ဆိုင်ရာ unit price ကိုဆွဲပြီးတော့ summarize လုပ်ကြည့်ပါမယ်ဒီတစ်ခါတော့ unit price ကို summation မလုပ်ဘဲနဲ့ average price အနေနဲ့ဆွဲပြီးထုတ်ကြည့်မယ်အဲ့တော့ product A အတွက်ဆိုရင် average unit price ကဘယ်လောက်လဲ B ဆိုရင် average unit price ကဘယ်လောက်လဲဆိုတာမျိုးကိုဆွဲထုတ်ကြည့်မယ်အဲ့တော့formula လေးရေးမယ်ညီမျှခြင်း group by row fee ကကြတော့ကို group လုပ်ချင်တာဒီ product column group လုပ်ချင်တာဖြစ်တယ်အဲ့တော့ C1 to C51 ကိုဖြည့်လိုက်မယ်နောက် second argument ကကြတော့ကို summarize လုပ်ချင်တာဒီ column F ဖြစ်တယ် unit price ကို summarize လုပ်ချင်တာဖြစ်တယ်အဲ့တော့ F1 to F51 ကိုရေးပါမယ်function ကကြတော့ average price ကိုလိုချင်တာဖြစ်တဲ့အတွက် average function ကိုသုံးရမှာပါပြီးရင် fee header argument အတွက်ကတော့3ကိုရွေးပါမယ်ဘာကြောင့်လဲဆိုတော့ fee header လိုချင်တဲ့အတွက်ပါနောက်တစ်ခုကတော့ total depth ကတော့0ကိုရွေးပါမယ်ဘာလို့လဲဆိုတော့အခုက average unit price ကိုပြနေတာဖြစ်တဲ့အတွက် grand total line ကိုမလိုအပ်ပါဘူးအဲ့ဒီအတွက်0ပြီးရင် queen page enter
ဒါဆိုလို့ရှိရင်ဒီမှာ product 3ခုရဲ့သူ့ရဲ့သက်ဆိုင်ရာ unit price ကိုမှ average အနေနဲ့အခုလိုပြပေးမှာဖြစ်တယ်။ပြီးရင်သူ့အတွက်ကတော့ total line မပါပါဘူး။ဘာကြောင့်လဲဆိုတော့ကိုက argument တွေမှာ no total ဆိုတဲ့ value ကိုရွေးခဲ့တာဖြစ်တဲ့အတွက်ပါ။အဲ့တော့ဒါဒီ average unit price ကိုမှ summary table လေးထုတ်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီ formula ထဲမှာနောက်ထပ်တစ်ခုကိုပြကြည့်ပါမယ်။နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ဒါက total depth ကိုပြောတာဖြစ်တယ်ပြီးရင် sort order အကြောင်းလည်းသိပြီ sort order ကို default value အနေနဲ့ထားခဲ့လိုက်မယ်အဲ့တော့သူ့ကို comma လေးထပ်ခန့်လိုက်တယ်ဒါဆိုရင် filter array ကိုရောက်လာလိမ့်မယ်အဲ့တော့ filter array ကကြတော့ဘယ်လိုအခါမျိုးမှာအသုံးပြုမလဲဆိုတော့ကိုကအခု product column ကို group လုပ်ပြီးတော့မှ average unit price ကို summary table ဆွဲထုတ်နေတယ်အဲ့ဒီအချိန်မှာကိုဒီရှိရ product 3ခုထဲကမှ product B တစ်ခုတည်းကိုပဲကြည့်ချင်တယ်။ဒါဆိုရင် filter array မှာကိုကြည့်ချင်တဲ့ product ကို filter လုပ်ထားလို့ရပါတယ်။အဲ့တော့ဘယ်လိုပုံစံနဲ့ filter လုပ်မလဲဆိုတော့ product column ကိုသူ့ရဲ့ cell range ကိုဒီမှာရေးလိုက်မယ် C1 to C51 ပြီးပြီဆိုရင်အဲ့ဒီ product column မှာရှိနေတဲ့ value ဒီ product B ဖြစ်နေတယ်ဆိုရင်အဲ့တော့ဒီလိုပုံစံလေးနဲ့ရေးလိုက်မယ်ဆိုရင်သူက product B တွေကိုပဲ summary table မှာ data ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါ filter array ထဲမှာဒီ argument ထဲမှာထည့်လိုက်တာဖြစ်တယ်အဲ့တော့အခုဆိုလို့ရှိရင် product B ကိုပဲသူက summary table မှာ data ထုတ်ပေးမှာဖြစ်တယ်Okay မြကိုက product B ကလွယ်ရင်ကျန်တဲ့ product တွေကိုကြည့်ချင်တယ်ဆိုရင် product B နဲ့မတူတဲ့ဟာဆိုပြီးတော့ဒီလို operator လေးကိုအသုံးပြုပြီးတော့မှရေးလိုက်မယ်ဆိုရင်သူဒီ product B မဟုတ်တဲ့ကျန်တဲ့ product တွေရဲ့ data ကိုအခုလို summary table လေးမှာပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒါက filter array ရဲ့အလုပ်လုပ်တဲ့ပုံစံလေးဖြစ်ပါတယ်။နောက်တစ်ခုထပ်ပြီးသုံးကြည့်ပါမယ်။နောက်ထပ် summary table ကကြတော့အခုဆိုလို့ရှိရင် product column တစ်ခုတည်းကိုပဲ group လုပ်နေတာဖြစ်တယ်။ဒီမှာဆိုလို့ရှိရင် column 2 column ကို grouping လုပ်ချင်ပါမယ်။ region ရဲ့ product ရဲ့ဆိုရဲ column 2 column ကို grouping လုပ်ပြီးတော့ unit ဆိုလေးကို summarize လုပ်ကြည့်မယ်။အဲ့တော့ဒါလေးအတွက် formula လေးရေးမယ်။ညီမျှခြင်း group by ဒီမှာဆိုရင် row fee မှာကို grouping လုပ်ချင်တဲ့ cell range ကို define လုပ်ပေးရမယ်။အဲ့တော့ cell range က2 column အတွက်ဖြစ်တယ်။ column B နဲ့ column C အတွက်ဖြစ်ပါတယ်။အဲ့တော့ B1 ကနေစပြီးတော့မှ C51 ဆိုပြီးတော့ define လုပ်လိုက်မယ်။အဲ့တော့ column 2 column ကို group လုပ်မယ်။ပြီးပြီဆိုရင် value ကကြတော့ summarize လုပ်မဲ့ value ကကြတော့ unit ဆိုဖြစ်တဲ့အတွက် E1 to E51 ဖြစ်ရပါမယ်။သူ့ရဲ့ aggregation လုပ်မဲ့ function ကကြတော့ summation လုပ်မှာဖြစ်တဲ့အတွက် sum ကိုရွေးလိုက်ပါမယ်။ fee header ဒီကိုက fee header ကိုလည်းဒီ define လုပ်ထားတယ်ပြီးရင်အဲ့ဒီ fee header ကိုလည်း summary table မှာပြမှာဖြစ်တဲ့အတွက် 3 ဆိုတာကိုရွေးလိုက်မယ်။နောက်တစ်ခုကတော့ total depth total depth ကကြတော့အခုဆိုလို့ရှိရင် multiple column ကို grouping လုပ်မှာဖြစ်တဲ့အတွက် grand total ပြရင်လည်းရတယ်လို့နောက် sub total ပြမယ်ဆိုရင်လည်းရပါတယ်အဲ့တော့ number 2ကိုရွေးလိုက်ပါမယ်ဒါဆိုရင် grand total ကိုလည်းကြည့်မယ် sub total အနေနဲ့လည်းကြည့်မယ်ဆိုပြီးတော့သူ့ကို define လုပ်ပေးလိုက်တာဖြစ်တယ်ပြီးပြီဆိုရင်အနောက်က argument တွေကိုအခုခဏလေးထားခဲ့လိုက်ပါမယ် queen page enterဒါဆိုလို့ရှိရင် region alike product alike သူက grouping လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့သူတို့တစ်ခုချင်းစီရဲ့ unit ဆိုတွေကိုအခုလိုမျိုး summarize လုပ်ပေးသွားမှာဖြစ်တယ်ဒါက grand total line ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် each ဆိုပြီးတော့ sub total line လေးတစ်ခုပါလာမယ် web ဆိုပြီးတော့လည်းနောက်ထပ် sub total line လေးတစ်ခုပါလာမယ်ဘာကြောင့်လဲဆိုတော့ကိုက argument တွေမှာ grand total ရော sub total ရောကြည့်မယ်ဆိုပြီးတော့ total depth ထဲမှာ define လုပ်ပေးခဲ့တာဖြစ်တဲ့အတွက်ပါအဲ့တော့ဒါက multiple column ကို grouping လုပ်ပြီးတော့ summary table ထုတ်တာပါအဲ့တော့ဒီထဲမှာရှိရဲ့နောက် argument တွေအကြောင်းပြောကြည့်ပါမယ်အဲ့တော့နောက်ထပ် argument ကတော့ sort order ရှိမယ်ပြီးရင် filter array ရှိမယ်ပြီးတော့ fee relationship ဆိုတာရှိပါမယ်အဲ့တော့အပေါ်မှာ sort order အကြောင်းကို filter array အကြောင်းပြောပြီးသွားပြီဆိုတော့ fee relationship အကြောင်းကိုပြောပြပါမယ်အဲ့တော့ fee relationship ဒီသူကဘာနဲ့တွဲသုံးမှာလဲဆိုတော့ sort order နဲ့တွဲပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့တော့အခုဆိုလို့ရှိရင် sort order ထဲမှာကိုကဘယ် column ကို sorting စီချင်တာလဲ
ကို sorting စီခြင်းတဲ့ column ကိုဒီမှာ define လုပ်လို့ရပါတယ်အခုဆိုရင် column နှစ်ခုရှိပါတယ် region column ရဲ့ product column ရဲ့ column နှစ်ခုရှိရဲ့ region column ကို sorting စီခြင်းတဲ့ဆိုရင် 1 ဆိုတဲ့ကဏ္ဍကိုသုံးပြီးအလုပ်လုပ်ရမှာဖြစ်တယ် product column ကို sorting စီပြီးပြခြင်းတယ်ဆိုလို့ရှိရင်တော့ 2 ဆိုတဲ့ကဏ္ဍကိုသုံးပြီးတော့ဒီမှာအလုပ်လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့အခုဆိုရင် product column ကို sorting စီခြင်းတယ်အဲ့တော့ product column ကို sorting စီခြင်းတယ်ဆိုရင် number 2ကိုသုံးရမယ် number 2ကိုသုံးမယ်အခုလို positive 2ကိုသုံးမယ်ဆိုရင်သူဒီ product column ကိုအခုပုံစံအတိုင်းပဲ ascending စီသွားမှာဖြစ်တယ်တော့ ABC ဒီလိုပုံစံအတိုင်းစီပေးသွားမှာဖြစ်ပါတယ်အကယ်၍ကိုကဒီမှာ -2 ဆိုတာကိုသုံးမယ်ဆိုလို့ရှိရင်သူဒီ product column ကိုမှ CBA ဆိုပြီးတော့ကြီးစင်ငယ်လိုက်စီပေးသွားမှာဖြစ်တယ်အဲ့တော့ဒါကဒုတိယ column ကိုအလုပ်လုပ်သွားတာပါအဲ့တော့အခုဆိုလို့ရှိရင် product column ကိုကြီးစင်ငယ်လိုက်စီထားတယ်ပြီးပြီဆိုရင် filter array ကိုခဏထားခဲ့လိုက်မယ် filter array ထားပြီးရင်အနောက်ဆုံးက field relationship field relationship မှာဆိုရင် value နှစ်ခုရှိပါတယ်0ရဲ့1ရဲ့ value နှစ်ခုရှိရဲ့0ကတော့ default value ပါသူဒီ hierarchy ကိုကိုးစားပြုတယ်1ဆိုရင်တော့သူက table ဆိုတဲ့ value ကိုကိုးစားပြုတယ်အဲ့တော့အခုဒီမှာ0ဆိုတဲ့ပုံစံအတိုင်းပဲဒီကောင်လေးကို run မယ်ပေါ့နော်ဒီ formula လေးကို run မယ်ဆိုတဲ့အချိန်မှာ sort order ကို product column ကို designing စီမယ်ဆိုပြီးကိုကဒီမှာပြောပေးထားတယ်အဲ့ဒီအချိန်မှာဆိုရင်သူအလုပ်လုပ်သွားတဲ့ပုံစံက product column ကို designing စီဖို့အတွက်ဆိုရင်သူကအရှိမရှိရဲ့ region column ကိုသူဒီအရင်ဦးဆုံးစီလိုက်တယ် region column ကိုစီပြီးတော့မှသူကသူ့ရဲ့အနောက်မှာရှိနေတဲ့ product column ကို designing ပုံစံနဲ့စီပြီးပြပေးတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီထဲမှာ hierarchy ကိုရွေးထားတာဖြစ်တဲ့အတွက်ဒီလိုပုံစံလေးအတိုင်း sorting စီပြီးတော့ပြပေးတာပါ။အကယ်၍များဒီ field relationship မှာ1ဆိုတဲ့ table value ကိုသုံးမယ်ဆိုလို့ရှိရင် table value ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒီ total depth ဆိုတဲ့နေရာမှာအခု2ဖြစ်နေတယ်2ကိုအသုံးပြုလို့မရပါဘူး0ဆိုတာလေးထည့်လိုက်ပါမယ် no total ပါဘာကြောင့်လဲဆိုတော့ဒီ field relationship မှာ table ဆိုတဲ့ value ကိုသုံးမယ်ဆိုလို့ရှိရင် sub total တွေသူမပြပေးနိုင်ဘူးအဲ့ဒီအတွက်ဒီမှာ0ဆိုပြီးတော့ grand total ရော sub total ရောမပြဘူးဆိုပြီးတော့အခုလိုပုံစံအတိုင်းလေးထားခဲ့လိုက်ပါမယ်အဲ့တော့ဒီမှာ1ကိုရွေးထားတယ် value 1ကိုရွေးထားတယ်ဆိုလို့ရှိရင်သူဒီဒီ product column ကို designing စီမယ်ဆိုတဲ့အချိန်မှာသူပြတဲ့ပုံစံကဘယ်လိုပုံစံနဲ့သူအလုပ်လုပ်သွားလဲဆိုတော့ product column ကိုသူက product column ထဲမှာရှိနေတဲ့ value တွေကိုသူဒီအရင်ဦးဆုံး designing စီသွားလိုက်တယ်product value တွေအကုန်လုံးကို product column မှာရှိနေတဲ့ record တွေအကုန်လုံးကို designing စီပြီးပြသွားတယ်။သူဒီ region column ကိုမကြည့်ပါဘူး။ region column ကိုသူကမစီပါဘူး။အဲ့တော့သူက product column တစ်ခုတည်းကိုပဲစီပြီးတော့အလုပ်လုပ်သွားတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာဆိုလို့ရှိရင်1ဆိုတဲ့ table ကိုရွေးခဲ့တာဖြစ်တဲ့အတွက်ပါ။အကယ်၍များဒီမှာ0 hierarchy ကိုရွေးခဲ့မယ်ဆိုလို့ရှိရင်သူက product column ကို designing စီတဲ့အချိန်မှာအရှိက region column ကိုပါထည့်စဉ်းစားပြီးတော့မှစီသွားတာဖြစ်တယ်။အဲ့တော့ region column ကိုအရင်ဦးဆုံးသူစီရယ်ပြီးတော့မှ product column ကို designing အနေနဲ့စီသွားလိုက်တာဖြစ်တယ်။ဒီမှာဆိုလို့ရှိရင်တော့ table ကိုရွေးမယ်ဆိုလို့ရှိရင်သူဒီအရှိက region column ကိုသူကထည့်ပြီးတော့မတွက်ဘူး။ရှေ့က region column ကိုထည့်မကြည့်ပဲနဲ့သူက product column တစ်ခုတည်းကိုပဲ sorting စီပေးသွားတာဖြစ်